မတော်တဆလဲကြမှုများနဲ့စိုက်ပျိုးရေးစက်ပစ္စည်းနဲ့ဆိုင်တဲ့မတော်တဆများနောက်ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အဖြစ်များတဲ့မတော်တဆကတော့ပြုတ်ကျတဲ့မတော်တဆပဲဖြစ်ပါတယ်။အထူးသဖြင့်လေကားကိုအသုံးပြုနေစဉ်အဖြစ်များဆုံးမတော်တဆမှုများလေကားများကြီးတဲ့နေရာများတွင်ပေါ့စိုက်ပျိုးရုံမွေးမြူလေးချန်နဲ့စိုက်ပျိုးချန်များသည်အထူးသဖြင့်လေကားများကိုဘေးကင်းစွာအသုံးပြုနှင်းကိုကောင်းစွာသိရှိထားရပါမည်။လုံခြုံရေးဝိထုတ်လုံခြုံရေးကားပတ်ဆက်တဲ့ကိုပိုင်ကာကွယ်ရေးပစ္စည်းများကိုတူးမွတ်အဆင်ပြီးတော့နှစ်ရောက်တစ်ဖွဲ့အလုပ်လုပ်ရမည်ဖြစ်ပြီးတက်နိုင်လျင်လက်သမားသုံးခုံရှည်ကိုအသုံးပြုရပါမယ်။ဥယျာဉ်ချန်များကဲ့သို့သောစောင်းစောင်းမြေကွက်များတွင်နှိမ်သောရှော့ဆောက်မှညင်သောဆောင်းတို့လေကားများတက်ဆင်ပြီးညီမသောဘက်သို့ဦးတည်လှုပ်ဆောင်နိုင်စေရန်လေကားတွင်ပျက်စီးနေတဲ့အပိုင်းမရှိကြောင်းကိုအတည်ပြုပြီးမှလက်လဲမကျသွားရန်ကာကွယ်ရေးကိရိယာကိုတေချာစွာတက်ဆင်ပေးရပါမယ်။ပြီးနောက်လေကားကကျမ်းပြင်တွင်ခိုင်မာစွာတက်ဆင်ထားသလားဆိုတာကိုနင်းတလိုမျိုးလုပ်ပြီးအတည်ပြုကြည့်ရပါမယ်။ထို့အပြင်တင်သည်လေကားဤထိတ်ကိုလန့်တက်ပါကဟန်ချက်ပြတ်သွားပြီးလေကားကလဲကျသွားမိအန္တရာယ်မြင့်မားပါသည်။ထို့ကြောင့်တင်သည်လေကားသုံးထက်အောက်ကအလုံးလုံးရမည်ဖြစ်ပြီးတော့နေရာနှစ်ခုကိုထိတွေ့ရမည်ကိုတေချာပေါက်လိုက်နာရမည်ဖြစ်သည်။လေကားပေါ်တွင်အလုပ်လုပ်သောအခါဟန်ချက်ညီစေရန်ခြေထောက်နှစ်ဖက်စလုံးလက်နှစ်ဖက်စလုံးသည်နေရာ3နေရာခန့်လောက်ကိုလေကားနှင့်ထိတွေ့မှုရှိမှဘေးကင်းစွာနှင့်ဟန်ချက်ကိုထိန်းနိုင်မည်ဖြစ်သည်တူညီသောအကြောင်းပြချက်အတွက်ခန္ဓာကိုယ်ဆွဲငင်အား၏ဖို့သည်လေကားတိုင်းမှမတွေ့ပြီးကြောင်းတေချာစေရန်ဟန်ချက်ညီခြင်းသို့မဟုတ်အမိုးပစ္စည်းခြင်းကြောင့်ပြုတ်ကျခြင်းတောင်ဆောင်ရှိဥယျာဉ်ချမ်းမြေပေါ်တွင်ဝေးဟင်လှုပ်ထက်ကားဖြစ်အလုပ်လုပ်စဉ်ပြုတ်ကျခြင်းမတော်တဆမှုများအချိန်မရွေးဖြစ်ပွားနိုင်သည်မွေးမြူလေးချက်ဆက်ဒီတို့ဤခေါမိုးပေါ်တွင်အလုပ်လုပ်သောအခါအနည်းဆုံးလေပင်30စင်တီမီတာရှိသောအလုပ်ပလက်ဖောင်းကိုတက်ဆင်ထားရမည်ဖြစ်သည်အလုံးမျက်နှာပြင်နှင့်နီးကပ်သောနေရာတွင်ပိုက်ကွန်တစ်ခုသို့မဟုတ်ပိုက်ကွန်တစ်ခုတက်ဆင်ရမည်ဖြစ်ပြီးအလုပ်သမားသည်တေချာဘောကုံကြုံရေးခါဘက်ကိုတူးမအဆင်ရမည်ဖြစ်သောထို့အပြင်ဥယျာဉ်ချံများတွင်ဝေးဟင်လှုပ်ထက်ကားများကိုအသုံးပြုသည့်အခါတောင်ဆောင်များတွင်ဒိမ်းမောက်မှုဖြစ်စေရန်အတွက်ဝေးဟင်လှုပ်ထက်ကားများရဲ့အရှိအနောက်ထောင်ကိုကျော်ပြီးတော့တောင်ဆောင်တွင်အသုံးမပြုရန်အတက်နိုင်ဆုံးတည်ဆောင်နိုင်သည့်ပမာဏကိုမကျော်လွန်ရန်ဖြစ်သည်ပုံမှန်လုံးနဲ့ထက်ခါလုံးလေဘေးကင်းသောစီးမြုံကိုလိုက်နာပြီးတော့လိုက်လုံးမှသာလျှင်ဘေးကင်းတဲ့ဆက်ပြိုးရေးနေထိုင်မှုတူးမတ်ကိုရနိုင်မှာဖြစ်တဲ့အတွက်ဒေချာပေါက်မှတ်ထားပေးဖို့မျှော်လင့်ပါတယ်။